စိတ်ဝင်စားစရာအထူးအဆန်းဇလန်းကောင်းအတူလေးတွေအမြဲတင်ဆက်သွားမှာမလို့ကြည့်ချင်ရင် like and follow လုပ်ပေးခဲ့ကြပါနော်အောက်က comment ထဲမှာနေမျိုးအောင်လို့ဖင်ညာပြီးမမှတ်ကြနဲ့နော်တော်သားတွေစတာနော်ကဲခုပြောပြမှာကတော့ဒီလူဟာသူ့ကွန်ပျူတာထိုင်ခွင်ကနေဘယ်တော့မှမထခဲ့ပါဘူးဘာကြောင့်လဲဆိုတာကိုလူတွေသိဖို့9 နာရီလောက်ကြာခဲ့ပါတယ်2012ခုနှစ်တွင်အသက်23နှစ်ရှိလူငယ်တဦးဟာည10 နာရီမှာတိုင်ဝမ်ရှိအင်တာနက်ကဖေးတစ်ခုတည်းကိုဝင်လာပြီးကွန်ပျူတာ3ချိန်8 နာရီစာပေးချေကနေရန်ဘက်ထောင်းထိုင်ကုန်တစ်ခုမှာထိုင်ပြီး League of Legends ကိုစတင်ကစားခဲ့ပါတယ်။သူဟာအဲ့ဒီကဖေးရဲ့ပုံမှန်ဖောက်တဲ့သူဖြစ်ပါတယ်။သူရဲ့ပထမ8 နာရီကစားချိန်ပြီးဆုံးသွားတဲ့အခါမှာသူအမြဲလုပ်လိရှိသလိုထိုင်ကုန်ပေါ်မှာပဲနာရီအနည်းငယ်အိပ်ဆက်ခဲ့ပါတယ်။ပြီးတော့နိုးလာပြီးနောက်ထပ်အချိန်တစ်ခါထပ်ဝယ်ကဆက်လက်ကစားခဲ့ပါတယ်။နေ့လယ်12 နာရီရောက်ချိန်မှာတော့သူဟာကဖေးထဲမှာ14 နာရီကျော်ရှိနေပြီဖြစ်ပါတယ်။ဝန်ထမ်းမင်းကလေးတဦးကသူပင်မနှွမ်းနဲ့မိမိချောင်းဆိုးနေတာကိုသတိထားမိခဲ့ပေမဲ့အဲ့ဒါဟာပုံမှန်အတိုင်းပါပဲ။ဒီလိုကဖေးတွေထဲမှာလူတော်တော်များများလဲအဲ့ဒီလိုပဲဖြစ်နေကြပါတယ်။နေ့လယ်တနာရီလောက်မှာတော့သူဟာထိုင်ကုန်ပေါ်မှာဘဲဘက်တော့အနှဲငယ်လိမ့်လောနေတယ်လို့မြင်တွေ့ရခဲ့ပေမဲ့ဝန်ထမ်းမင်းကလေးကတော့ပွဲအကြအိမ်ငိုင်နေတယ်လို့ပဲထင်ခဲ့ပါတယ်။နေ့လယ်3 နာရီရောက်တော့သူ့ခေါင်းဟာရှေ့ဘက်တော့ငိုက်ချသွားပြီးလက်တွေကတော့ကီးဘုတ်ဘက်သို့ဆန့်ထားတယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့သူအနားယူနေတယ်လို့ပဲထင်ခဲ့ကြပါတယ်။ည9 နာရီမှာတော့သူ့အချိန်ပြီးဆုံးသွားတဲ့အတွက်ဝန်ထမ်းမင်းကလေးကသူ့ထံသို့သွားပြီးနောက်ထပ်အချိန်ထပ်ဝင်မလားမဝင်ရင်ထပ်သွားကြမယ်ဆိုတာပြောချဖို့ကြိုးစားခဲ့ပါတယ်။နာမည်ကိုခေါ်လိုက်ပေမဲ့မတုံ့ပြန်ခဲ့ပါဘူး။ထပ်ခေါ်လိုက်ပေမဲ့လည်းမလွတ်ရှားခဲ့ပါဘူး။ထို့ကြောင့်သူ့ပကုံးကိုလက်ဖြင့်ထိလိုက်တဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ဟာအေးခဲပြီးလုံးဝတင်းပါနေပြီဆိုတာသိလိုက်ရပါတယ်။သူဟာနေ့လယ်12 နာရီကလေးကတေဆုံးနေပြီးလက်တွေကိုကီးဘုတ်ဘက်သို့ဆန့်ထားသလိုအနေထားနဲ့9 နာရီကြာအဲ့ဒီလိုပဲထိုင်နေခဲ့လာဖြစ်ပါတယ်